ဆက်မှုရှိခဲ့ဘူးလား မင်းတေသွားဟိုမေတော့ပြောက်ပြင်မှာမဟုတ်ဘူး ငါဘယ်သူမှလည်းမမြင်ငါပြောတာဘယ်သူမှလည်းမကြား ဝိညာဉ်ဖြစ်နေတော့ အဲ့ဒီကျန်တဲ့ပြည့်ဖို့အတွက်ပေးသားမတော်တဲ့လူ3ယောက်ရှိကမိကြကြရဲ့မျက်ရည်30လို့ နေမင်းကိုတွေ့အောင်ရှာတော့ မေဘယ်ဘဝပဲရောက်ရောက်မေးစီကိုမရောက်ရောက်လာခဲ့မယ်တလား နေကိုအရင်ချစ်တယ် အပတ်စဉ်စနေနေ့တိုင်းည9:15 မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာမဟာရုပ်ရှင်ရော